ငယ်ဘွားကိုလွမ်းဆုပ်ခဲ့ရတဲ့မိုးရီတဲ့ဘောလုံးကန်ခဲ့ရတဲ့ညနေတွေဇွန်ဇူလိုင်လအကြောင်းကနေပြန်အမြဲတမ်းမိုးရွာနေဘိုးကကျွန်တော်အိမ်ပြန်မဲ့အချိန်ပဲစောင်းဆိုင်နေလိုမျိုးအချိန်မမှန်ကြောင်းစင်းခေါင်းလုံးတန်ကိုစောင့်နေခဲ့မိုးရွာနေကြောင်းကပြန်စောက်တွေမိုးမစောပလတ်စတစ်အိတ်နဲ့လွဲကိုတေချာထုတ်ရတာပေါ့ကျွန်တော်တို့အရေးကြီးဆုံးကဒီစောက်တွေရေးမစိုးဖို့ပဲလူကတော့ဆိုချင်းဆိုပေပေါ့မိုးရောက်တဲ့ငယ်ချင်းတွေစောင့်တော့အိမ်ပြန်လာကရန်ကိုရတာရှိရတဲ့ညနေကြီးနေပါပဲမိုးရီတဲ့လမ်းရှောင်းရင်ကျွန်တော်မိုးဝစ်တက်နဲ့ဝစ်ထားတဲ့လုံကြီးတွေနောက်မှာဘွက်တွေလည်းဆင်လို့ဝက်ဆက်ကလေးတွေအားပကြီးစရာစုပ်တန်ခါလိုက်လို့ကန်ဘတ်ပေါ်မှာစေးဆက်တွေကြာသွားလိုမျိုးကျွန်တော်တို့လုံကြီးနောက်မှာဆွဲကပ်နေရပါဝိုင်းနေတွေ့ရင်လည်းစိတ်လိုလဲအောင်ခုံချလိုက်တာပဲအိမ်ရောက်အမေဆိုတော့မှပဲဆိုရင်အတိကောင်ချက်ပြောင်းငှက်ပြောက်ပျောက်ခဲ့ရမိုးရွာနဲ့ပတ်သက်ပြီးတော့နောက်ထပ်မှတ်ရဆုံးကတော့မိုးရီအောင်တငယ်ချင်းနေစုပြီးတော့ဘောလုံးကစားတာပါပဲကတ်တရားကွန်ကရစ်ပါလာမခင်းနိုင်တဲ့ကျွန်တော်စင်ကြီးပုံရက်ကွက်ကလမ်းကလေးတွေကစုံမြေတွေဖြစ်ပါတယ်မိုးရွာလာတော့ဘွက်ကလေးလည်းထတာပေါ့တကယ်ချင်းရလဲတိုင်ပင်ကြမလို့ပဲကန်နေကြမြေကွက်လက်လေးစီအသီးသီးရောက်လာပါတော့လေမိုးရွာဒီလမ်းလေးထက်မှာလူသားသိမရှိပဲကျွန်တော်တွေဘောလုံးလွတ်လပ်လပ်ကန်ရခဲ့ပါလေမိုးရွာလေးတဲ့ဘောလုံးကန်မှုရောက်မလာတဲ့ကောင်တော့အကောင်ပဲအိမ်မပိုင်တဲ့ကောင်ပါဒီချိန်သူ့အနေနဲ့သူ့အိမ်ပရင်းပေါက်ကနေကျွန်တော်မိုးရွာလေးဘောလုံးကစားနေအောင်အားကြပါကြည့်နေရပါလေဘောလုံးကလည်းကျွန်တော်တကယ်ချင်းနေစုဝေရတဲ့ကော်ဘောလုံးပါပဲတကယ်ချင်းနေစုဝင်နိုင်လဲဝင်နိုင်သူကသူဘောလုံးယူလာပြီးတော့ကန်ကြတာပါပဲကော်ဘောလုံးနှစ်ထပ်လုပ်ပြီးကန်လာကျွန်တော်ရဲ့စိတ်ထဲမှာပရီးမီးယားလိဂ်ဘောလုံးနဲ့ကန်နေရလို့ခံစားစေခဲ့ပါလေမိုးရီကကျွန်တော်မျက်လုံးတွေကိုဖွင့်ထားလို့မရအောင်ပြင်းထန်နေအောင်ကျွန်တော်ရဲ့အလိန်ခေါက်ဆွဲနေကိုရောမသွားစေပါဘူးကန်လေးချော်လဲသွားတဲ့ကောင်သွားမထူပဲဝိုင်းပြီးတော့ရီမောကြတာလဲကလေးဘွားရဲ့အမှတ်တရဖြစ်စေခဲ့ပါလေကျွန်တော်လမ်းအဖိုးကြီးကတော့ကလေးတွေသူ့ရဲ့ရှိဘောလုံးလာကန်အောင်မကြိုက်ဘူးသူ့မျက်နှာဖာကူဆန်လိုနီဆက်ဆက်နေဆိုပေမဲ့ဖာကူဆန်လိုလူငယ်တွေကိုဘောလုံးကန်အောင်အားပေးတဲ့ပုံနဲ့မပေါက်ပါဘူး